Yoga Bhagoti Hibiya Bamiya Galang Garondo Didogarani Kirangado Loka Hidaya Nato Namo Mahagarunikata Tata Yonato Viniya Yasa Tadawai Chana Sipa Lola Daunda Kumbang Kadashi Nata Minya Chinshino Myapayadi Kabagodi Hidi Gregava Ayedra Dinchado Pinole Abe Miyan Yedra Daida Pobyajenga Maswana Mado Kalanli Adinchi Dainigava Shijalo Kalapalo Loga Hidaya Tata Loga I Josiva Aloga Adidogarani Osa De Chile Inga Bitaji Madami Danin Tatazani Sanjanigu Chadita Boengada Asu Along Kayano Murogo Garondo Payapi Yayidan Joko Atudo Muyadi Pivi Kiran Letim Yellow at the Sound Lay Nalo Sewan Guro Ipe Manendo Kadobo Dana Jimpamyaswa Yoto Mugaya Shaliji Mahakaruni Katatawa Mya Yeweta Gadu Tanachikim Mahakaruna Shin Chidomudo Tadana Tata Winia Myaswa Tatwa I Chanda Sipa Lula Daunda Kumbang Kadashi Nata Minya Tushino Myapaya Namo Yuzi Pyong Pyong Mangolio Kero Yuju Shikojindi Adubawadu Senzimadu Chipazi Tadi Parmishino Yepagawa Kondala Keta Tirima Bawa Jam Daya Kondala Keta Yama Saudi Rema Takadiya Jado Kondala Keti Lole Pobya Name Abizona Padda Kondala Keta Tirima So Tirima Ye Parami Bawa Pechenga Sagare Sura Tukurai Pianli Piopyade Tiri Apadana Look Kore Chansama Pare Dai Ponyiru Majaya Am Bawasura Parami Shide Puguri Ye Bawane Parami Meshide Puguri Ye Bawa Chana Jedo Shida Tudole Bawasura Bebawa Pipi The Sindi Bawashi the Lulu Simati de Bawari and Yamyazashi Wayala Rebugu de Uha Mimiro ye say that Mimiro ye Pawanchin Sade a Jondi Arigo Amibu Biro Waha Simbireka Pire Simabireka Mabi Usura Parami Shindu ye Bawa Chisi Parami Shin Mahoti de Buguri ye Bawa Chisi Wasuraha, the Roli to need it at the Rani Shirabo. Panta Kondala Kita, Tirimaya, Parami Shimbawaha, Perunga Saga the Lay. Lududio yet than the Abuagaro. And the Damashi and Lumias of Yaga Hall. Nandaya Asaha. Medina Bulu, Yasafia. Medina Bulu, so there's a guy, Mashi Bulu, Pura Nedamadu, no. And Namate Goya, Bakery, Tanda Road. Yasafia Horrid Sakalo. Ayan Tandaro. Ikana Irana Daddy, the Boabi de Boa. Shellai Pialai Net. Kana Irana Daddy, since I'm a Shellai. Tantara Chinlinia, Tandayari, and Namate Go.
အစကိုမသိနိုင်ဘူးမသိနိုင်တော့အစရှိတယ်တနည်းအားဖြင့်အနုအမတက်သောသံဃာရဲ့အစကိုနောက်ကျောင်းပြန်ပြီးတော့ရှောက်လန်းရှာဖွေတော်လည်းပဲသိဖို့မဖြစ်နိုင်ဘူးဘာကြောင့်မသိနိုင်တာတုံးလို့ဆိုလို့ရှိရင်ပုပ္ပါကောတိနပညာယတိအစပိုင်းလေးကိုပြန်ပြီးတော့တွေ့ဖို့ဆိုအလွန်ခင်းစပိုင်းလေးဟာမသိနိုင်ဘူးဘာဖြစ်လို့မသိသိကြာလောင်းအကြည့်လို့မသိတာပေါ့သို့တော့ပါရမီဘဝတွေဘယ်ကစသလဲဆိုတာတော့ပြောလို့ရတယ်ပေါ့ခုဗတ္တာကုဏလကေတာထေရီမရဲ့ပါရမီဘဝဘယ်ကစဘုန်းကြီးတို့တွေလည်းပဲကိုယ့်ရဲ့ပါရမီဘဝဘယ်ကစလဲပါရမီရှိတဲ့ပုဂ္ဂိုလ်ရဲ့ဘဝသမ္မာဘဝနဲ့မတူတဲ့ထူးခြားလာတဲ့ဘဝလို့ဒီလိုပြောအဲ့တော့ဗတ္ထကုဏလကေတာထေရီမရဲ့ပါရမီဘဝဟာဘယ်ချိန်ကစတုံးလို့ဆိုတော့ဟောဒီဗတ္တကဘာကနေပြန်ပြီးတော့ရည်တွက်ကြည့်လိုက်လို့ရှိရင်ကဘာတသိန်းကဘာတသိန်းဆိုတာအမတန်မှများရှည်လျားတယ်လို့တကဘာရဲ့တက်တန်းဆိုတာဘလောက်ကြာသလဲလို့မေးလို့ရှိရင်ဥပမာစကားနဲ့ပြောဖို့တော့အလွန်ခက်တယ်တဲ့အတိုင်းအတာတစ်ခုနဲ့ပြောဖို့မနေသာဥပမာနဲ့ပြောဖို့တောင်မှပဲဘလောက်ကြာသလဲဆိုတဲ့ကြာရှည်တဲ့အတိုင်းအတာတစ်ခုတကဘာရဲ့ကြာလာတဲ့အတိုင်းအတာတစ်ခုတောင်ပြောဖို့အလွန်ခက်တယ်ပေါ့မြတ်စွာဘုရားကတော့ဥပမာပေးထားတာရှိတယ်ပေါ့ကြောက်သားအတိကြီးတဲ့အလျာတယုဇနာအနန္တယုဇနာဒုတေတယုဇနာတယုဇနာပတ်လေရှိတဲ့ကြောက်တုံးကြီးကိုတဲ့အမတန်နူးညံ့တဲ့ပိုးစားဖဲစားကလေးနဲ့အနှစ်တရာကြာမှတစ်ခါပုတ်ပါများတဲ့အခါကျတော့ဒီကြောက်တုံးကြီးကကုန်သွားမယ်ဆိုတော့မဖြစ်နိုင်ဘူးလို့ပြောရမလို့တဲ့အနေအထားမျိုးရှိတယ်ပေါ့နော်ဒီပိုးစားဖဲစားလေးနဲ့ပုတ်တာနဲ့ဒီကြောက်တုံးကြီးကကုန်သွားမယ်ဆိုရင်ပုတ်ပါများရင်တော့ကုန်သွားမှာပဲဒါတော့သိကြတယ်သို့တော်လည်းဘယ်တော့တော့ကုန်မလဲဆိုတာဟာအလုံးကိုခံမရခက်တဲ့အနေအထားတစ်ခုဒါကြောင့်မို့ကဘာတစ်ခုရဲ့ရှည်လျားတဲ့အတိုင်းအတာတစ်ခုဟာခဏန်းဖြင့်ဖော်ပြဖို့ရမဖြစ်နိုင်ဘူးတဲ့ခဏန်းနဲ့ဖော်ပြလို့မရဘူးဒါကြောင့်မို့လို့အင်္ဂလိပ်စကားမှာလည်းပဲ EN ဆိုတဲ့စကားလုံးလေးကိုသုံးတယ် EN ဆိုတာ very long time သိကိုရှိသိရှိတယ်လို့ပဲပြောရမယ်ဘယ်နှမိုင်ရှိတာလဲဘယ်လောက်ရှိတာလဲကီလိုမီတာဘယ်လောက်လဲလို့ဒီလိုတော့ပြောလို့မရသိရှိတယ်ပဲပြောအောင်အဲ့တော့တကဘာရဲ့အတိုင်းတာတောင်အလွန်ကြာတယ်ဆိုတော့ကဘာတသိန်းဟာအမှန်တမ်းကြာတယ်ပေါ့နောက်ခံမှန်းပြီးတော့ပြောလို့ရတဲ့ဟာလေးတစ်ခုရှိတယ်ဒါထူထူသုံးတဲ့နေမှာဟောထားတာတွေကိုရှိပြီးတော့ပြောရတယ်ဆိုတာလေကဘာတစ်ခုမှာဘုန်းကြီးတို့တွေတန်တရားလဲရင်ကနေပြီးအယိုးရှိတဲ့တ attva ဖြစ်တယ်ဒါအယိုးမရှိတဲ့အကောင်ကရှိသေးတယ်လေပကြည့်လို့ဘာလို့ဆိုတာရှိသေးတာအဲ့တော့အယိုးရှိတဲ့တ attva ဖြစ်လို့တဘဝပြီးဆုံးနိုင်အဲ့ဒီအယိုးကလေးတွေစုထားမယ်အဲ့ဒီအယိုးလေးတွေဟာလည်းပျောက်ပြက်မသွားဘူးအယိုးရှိတဲ့တ attva ဖြစ်လို့တကဘာမှာကိုယ့်ရဲ့ဖြစ်ပြက်လာလို့ကျွမ်းကြံရတဲ့အယိုးစုခန္ဓာရဲ့အယိုးစုလေးတွေပုံထားလိုက်မယ်ဆိုလို့ရှိရင်တဲ့မြတ်စွာဘုရားကအိန္ဒိယမှာပွင့်တာဖြစ်တော့အိန္ဒိယကကျောင်းတော်နဲ့နီးတဲ့တောင်တောင်ကိုဥပမာပေးတာခေစကုတ်တောင်ကနေကြည့်လိုက်လို့ရှိရင်မြောက်ဘက်မှာဝေပုံလတောင်ကြီးဆာရှိတယ်ဘုရားကရဘုရားဦးသွားတဲ့ပုဂ္ဂိုလ်တွေတွေ့မှာပေါ့ခေစကုတ်တောင်ရဲ့မြောက်ဘက်ကိုကြည့်ရင်ဝေပုံလတောင်ရှိတယ်အဲ့တော့မြတ်စွာဘုရားကဟောတယ်အဲ့ဒီအယိုးပုံဟာဒါတကဘာမှာဖြစ်ပြီးတော့တကဘာမှာခန္ဓာစွန့်ပြေခဲ့ရတဲ့လူတဦးရဲ့တတဝါတဦးရဲ့ဘဝအယိုးတွေမပြောင်းမပြတ်ပုံထားလို့ရှိမယ်ဆိုလို့ရှိရင်အဲ့ဒီဝေပုံလတောင်ကြီးလောက်အတိုင်းအတာရှိလိမ့်မယ်လို့ပြောတာဒါလည်းတကဘာကိုခံမှန်းကြည့်လို့ရတဲ့နည်းတစ်ခုပေါ့နော်အဲ့တော့တကဘာဆိုတာအလုံးကိုကြားတယ်အဲ့တော့ကဘာတသိန်းဆိုတာတော့မပြောနဲ့တော့ပေါ့ဒါကြောင့်မို့ဒီနေရာမှာဗတ္ထကုဏလကေတာဆိုတဲ့ထေရီမလေးကသူ့ရဲ့ပါရမီဘဝဘယ်ဟာစခဲ့သလဲဆိုသူကိုယ်တိုင်ပြောပြတယ်
လွန်ခဲ့တဲ့ကဘာတသိန်းကစခဲ့တယ်အဲ့ဒီမတိုင်ခင်ကသူ့ဘဝမရှိဘူးလို့ပြောတာမဟုတ်ပါရမီဘဝအဲ့ဒီချိန်ကစတာတော့လွန်ခဲ့တဲ့ကဘာတသိန်းမှာဘုဒ္ဓမုဒ္ဒရဆိုတဲ့မြတ်စွာဘုရားပွင့်တော်အဲ့ဒီမြတ်စွာဘုရားပွင့်တာလူတို့ရဲ့သက်တမ်းအနှစ်တသိန်းရှိတယ်အဲ့ဒီတော့ဘုရားဆိုတာတသိန်းနဲ့100တန်းကြားမှာပဲပွင့်တယ်အများဆုံးတသိန်းအနည်းဆုံး100ဆုတ်ကတက်က2မျိုးရှိတဲ့ထဲမှာဘုရားပွင့်တာဆုတ်ကမှပွင့်တယ်တက်ကမှပွင့်အဲ့ဒါလေလူတွေရဲ့အသင်ခြေကနေတဖြည်းဖြည်းဆုတ်လာတာတသိန်းရောက်လာအဲ့ဒီတသိန်းရောက်လာတဲ့အခါမှာဘုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားပွင့်တယ်ဘုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးကတက်တော်တသိန်းပေါ့နှစ်တသိန်းအမတမကြံကြောင်းနဲ့တက်တော်လူတွေအားလုံးဟာသက်တမ်းပြောမယ်ဆိုရင်နှစ်တသိန်းနေကြရတယ်ပေါ့ခုခေတ်100တန်းနော်90 80 90 100နဲ့ဆိုလို့ရှိရင်လူတဲ့အလောက်အောင်ချာဒါရီတတ္တဝါတွေဟာမတူညီတဲ့အချက်ကလေးတွေရှိတာပဲဘုန်းကြီးတို့မျက်စိအောက်မှာကြောင်ကလေးတွေခွေးလေးတွေကြည့်10နှစ်15နှစ်အနှစ်20ဆိုသွားပြီနော်တလားနှစ်လားဆိုအရွယ်ရောက်ကုန်ကြပြီဒီတဲ့သေးတဲ့တတ္တဝါလေးတွေကြည့်အောင်ချင်းလေးတွေရင်လေးတွေအခုပဲမွေးလာအခုပဲပြန်တန်းလူရဲ့စားတော့ပြီတော်ကြကြတော့တပတ်လောက်နေကုန်သေးကုန်ကြတယ်လောက်တူမတန်တူတော့တဲ့တက်ကလေးတွေရှိကြတယ်အဲ့တော့လူဘဝကလည်းပဲယမယကအသက်တန်းနေခြေကြတယ်ယမယကအသက်တန်းနေတူကြတယ်ဘုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားလက်ထက်မှာလူတွေရဲ့သက်တန်းဟာနှစ်တသိန်းနဲ့အဲ့ဒီချိန်မှာသတ္ထာကုဏလကေသာဖြစ်လာမဲ့အမျိုးသမီးလေးဟာအတိတ်ဘဝကုသိုလ်ကောင်းမှုတွေရဲ့အကျိုးပေးတဲ့အနေနဲ့ဘုရားသခင်သုံးတော်မူရာဟန္တာဝရီဆိုတဲ့နေပြည်တော်ကြီးမှာအမြဲတမ်းချမ်းသာကြွယ်ဝတဲ့တထေသမီးလာဖြစ်တယ်ဒီလိုဖြစ်ရတာဟာလူတွေရဲ့အကျင့်စရိုက်ဝါဒနာစိတ်နေစိတ်ထားနဲ့လည်းသက်ဆိုင်တယ်အမတ်တမဲ့ရွေချက်မရှိဘဲနဲ့ဒီလိုဖြစ်တာတော့မဟုတ်ဘူးသူဟာလူမှုတမ်းမှုဝါဒနာပါတယ်စိတ်ကောင်းနှလုံးကောင်းထားတယ်အများကိုကူညီတယ်ဆိုတဲ့သူ့ရဲ့ဘဝတစ်လျှောက်လုံးမှာပါရမီဆိုတဲ့လွတ်ရကလေးတွေတော့ရှိကြမှာပဲပေါ့။ဘာဖြစ်လို့တော့ဆိုရင်မြတ်စွာဘုရားကချမ်းသာတဲ့ဘဝဖြစ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တိုင်းဟာဒါနပါရမီရှိလို့ဖြစ်တာပဲ။ဒါနကောင်းမှုရှိခဲ့ကြတဲ့ပုဂ္ဂိုလ်တွေစားစရာတောက်စရာမရှိနေစရာမရှိအောင်အလွန်ဆင်းရဲတဲ့ပုဂ္ဂိုလ်မျိုးတွေလည်းရှိတယ်။သူတို့သွားကြည့်ရင်လူမှုတမ်းမှုဆိုတာလည်းခေါင်းထဲကိုထည့်မစင်စားတဲ့ပုဂ္ဂိုလ်မျိုးတွေဖြစ်တတ်တယ်ပေါ့။ဗတ္တာကုဏလကေသာထေရီမရဲ့လောင်းလျာလေးဟာလွန်ခဲ့တဲ့ကဘာတသိန်းကအန္တဝရီမြို့တော်မှာထေသမီးလေးဖြစ်တယ်။ဖြစ်လာတဲ့အခါကျတော့ဘုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားပွင့်လာလို့ထိုနေပြည်တော်ကြီးမှာမကြာခဏတရားပွဲကြီးတွေကျင်းပလို့တရားဟောတဲ့အခါကျတော့သွားပြီးတော့ဒီမျိုးသမီးလေးကသွားတရားနာတဲ့အခါကျတော့တရားစိတ်တွေထပ်ပြီးတော့ဖြစ်လာဓမ္မနာပဲဒီကနေ့ခေတ်မှာလည်းပဲတရားနာလို့ရှိရင်တရားစိတ်ဖြစ်လာအသိဉာဏ်တွေဖြစ်လာတယ်တရားတွေဖြစ်လာမနာခင်ကတရားတို့အသိဉာဏ်တို့သိဖြစ်ချင်မှဖြစ်တယ်ပေါ့အဲ့တော့တရားနာလိုက်တဲ့အခါအသိဉာဏ်တွေတို့တရားစွမ်းအားတွေဖြစ်လာတဲ့အခါကျတော့မြတ်စွာဘုရားကိုကိုးကွယ်တဲ့အဆင့်ရောက်လာတယ်အစတုန်းကတော့ဘုရားတရားဟောတယ်ဆိုလို့သွားနာတာပဲသွားနာရင်ကနေပြီးတော့တရားနာရတဲ့အခါမှာတရားတွေပညာစွမ်းအားတွေတက်လာတော့ဘုရားကိုကိုးကွယ်စိတ်ကပ်တဲ့ပုဂ္ဂိုလ်အဖြစ်ရောက်ရှိလာတယ်တဲ့အဲ့လိုရောက်ရှိလာတဲ့အခါကျတော့ဘုရားတရားကိုမကြာနာဖြစ်တယ်ပေါ့တဏှာကလည်းလွန်ရှိဘုရားတရားမကြာနာဖြစ်တဲ့ဒီနေ့တော့မြတ်စွာဘုရားကပြိဿရဲ့အလယ်မှာဘိက္ခုနီမတဦးကိုခိဗ္ဗဗေညပါဠိပြောလိုက်တရားဓမ္မနဲ့ပတ်သက်လို့ရှိရင်အလင်းအမြန်ကိုသဘောပေါက်နားလည်သွားအသိဉာဏ်ဟာသိဉာဏ်တယ်ဆိုတဲ့နေရာမှာထူးချွန်တဲ့အမျိုးသမီးဘိက္ခုနီတဦးကို
ဧတရက်ဘွယ်တို့ဖြင့်ချီးကျူးမြောက်စားနေတာကိုသူသွားတွေ့ရတယ်ခိပ္ပဗိညာခိပ္ပဆိုတာအလွန်လျင်မြန်တဲ့အဗိညာအသိဉာဏ်ရှိတယ်မှန်တယ်ဉာဏ်ဆိုတာမတူဘူးတချို့ပုဂ္ဂိုလ်တွေကအတော်လေးစဉ်းစားမှသိတချို့ပုဂ္ဂိုလ်ကြတော့နည်းနည်းလေးမဟလိုက်နဲ့တထွာပြတထောင်မြင်ဆိုတာလို့အကုန်လုံးဉာဏ်ကရှေ့တခါတည်းရှေ့တက်သွားတာနော်အမတမထက်မြက်တဲ့ဉာဏ်ပညာတွေပေါ့ရှင်သာရိပုတ္တရာတို့ကြည့်ရှင်အတ္တဇိကတကားခါနဲ့သူခုမှသာသနာပေါင်းရောက်တော့မကြသေးဘူးတဲ့မြတ်စွာဘုရားဝါဒအောင်သူကုန်မသိဘူးကုန်မပြောနိုင်ဘူးတဲ့ဆိုတော့ရှင်သာရိပုတ္တရာလောင်းကဘာပြောတော့အထိပ္ပယ်လေးပဲပြောပါတဲ့စကားလုံးတွေညားတာသိပြီးတန်ဖိုးမရှိပါဘူးတဲ့ချင်းချင်းလေးပြောပါတဲ့သူနားလည်ပါမယ်သူပြောတာချင်းချင်းလေးပြောတာယေဓမာဟိတုပဘဝဒေသဟိတုံတထာဂတုအကြောင်းတရားကြောင့်ဖြစ်ပေါ်လာတဲ့တရားတွေရဲ့အကြောင်းတရားကိုဘုရားဟောတယ်ဆိုတာဒါလေးပြောလိုက်တာပဲသဘောပေါက်သွားတာသင်္ခါရတရားတွေဆိုတာအကြောင်းတရားကြောင့်ဖြစ်တာတွေကြီးပဲအဲ့ဒီအကြောင်းတရားတွေကရဲ့အကြောင်းဆိုတာဘာဆိုတာကိုမြတ်စွာဘုရားဟောတယ်လို့အကြောင်းနဲ့အကျိုးပြောလိုက်တာနဲ့ပဲသူကရှင်းကနေသွားတာအကုန်လုံးမြင်သွားတာဉာဏ်ထက်တာပြောတာနော်ဂါထာဆိုတာ၄ပါးလေးရှိတဲ့ဂါထာတစ်ပုဒ်ကိုနှစ်ပါးလေးနဲ့တည်းပဲအသိဉာဏ်ရသွားအဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုဥက္ကဋ္ဌတင်ညူလို့ခေါ်တယ်ပြောလိုက်တာလေးနဲ့ပဲအကျိုးချုပ်ကလေးပြောလိုက်တာတခွန်းလောက်ပြောလိုက်တာနဲ့ပဲသဘောပေါက်သွားတဲ့ပုဂ္ဂိုလ်မျိုးအေးဒီမျိုးသမီးကလည်းခိပ္ပပညာအလွန်ကိုထက်မြက်လင်မြန်တဲ့အသိဉာဏ်ရှိတဲ့နေရာမှာတော့ထိတ်တန်းပါပဲလို့ဧတတက်ဆိုတာဧတတက်ခသူအသာဆုံးလို့ပြောတာဒီဘိက္ခုနီမသည်ခိပ္ပပညာအသိဉာဏ်ထက်မြက်တဲ့ပုဂ္ဂိုလ်လင်မြန်တဲ့ပုဂ္ဂိုလ်တွေထဲမှာအသာဆုံးပဲလို့ဒီလိုချီးကျူးမြောက်စားတာကိုခုနတထေသမီးလေးကစိတ်ထဲမှာသိတ်ကိုအားကြပါလူဆိုတာကိုအားကြတယ်မှာအားကြတာနော်အကုန်လုံးကိုအားကြတာမဟုတ်ဘူးကိုယ်ဝါသနာနဲ့ကိုယ်အကြိုက်နဲ့တွေ့တဲ့အခါမှာအားကြတာကိုယ်ဝါသနာကိုယ်စရိုက်ကိုယ်အကြိုက်နဲ့တွေ့ပြီဆိုလို့ရှိရင်အဲ့ဒါမျိုးဖြစ်ချင်လိုက်တာအလုံးကိုအားကြတာအဲ့ဒါနဲ့ကုသိုလ်ကောင်းမှုတွေလုပ်တယ်ဒါနကောင်းမှုတွေလုပ်တယ်ဘုရားမှုရှိတဲ့သံဃာတွေပင့်တယ်စိတ်ထဲမှာဒါလေးပဲဆွဲပြီးတော့အဲ့ဒီဘိက္ခုနီမလိုဟာမျိုးဖြစ်ချင်တယ်ကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့ဘုရားရှိခိုးလှူဒန်းတဲ့အခါမှာစုပန်လိုက်တဲ့အရှင်ဘုရားတပည့်တော်လှူရတဲ့ကုသိုလ်ကောင်းမှုတွေဟာဟိုတနေ့ကခိပ္ပပညာအရာမှာထူးချွန်ထက်မြက်တဲ့ဘိက္ခုနီမလိုတပည့်တော်ဖြစ်ပြရစီဖြစ်ချင်လိုက်တာဗျာအဲ့ဒါအတွက်တပည့်တော်ဖြစ်ပြရစီပါသူစေတနာစွမ်းအားတွေကလည်းလွန်ထက်တယ်အလူကတဲ့ပုဂ္ဂိုလ်တွေကလည်းဘုရားနဲ့ယဟန္တာတွေဆိုသူကုသိုလ်ကောင်းမှုဟာအမတမအောင်မြင်တယ်ဖြစ်ထွန်းတယ်လို့ပြောရမှာပေါ့အကြောင်းရင်းဆိုတာမတူဘူးနော်ဆိုပါစို့မြေကလည်းကောင်းတယ်မိုးကလည်းမှန်မှန်ရွာတယ်တိနံကလည်းအောင်တယ်ဆိုလို့ရှိရင်အများကြီးဖြစ်ထွန်းသွားတာပေါ့အကြောင်းကျိုးတွေကိုက်ညီသွားတာပြောတာနော်အတိနံကတော့ကောင်းပါရဲ့မိုးကခေါင်အတိနံကတော့ကောင်းပါရဲ့မြေကညံ့ဟောသုံးခုစလုံးမဆုံးမီဘူးဆိုလို့ရှိရင်မျိုးစေ့ကထွက်ပေါ်လာတဲ့အပင်ဟာထွားချိုင်ချိုင်ရှင်းရှင်းတန်းတန်းဒါမျိုးဖြစ်မှာမဟုတ်ဘူးဟောဒီမျိုးသမီးကြတော့ကြည့်လေသူ့ရဲ့စေတနာစွမ်းအားတွေကလည်းသိထက်တယ်အလူခံတဲ့ပုဂ္ဂိုလ်ကလည်းတကယ်ဖရာနဲ့ယဟန်နေစေတနာနဲ့စွမ်းအားထက်ဖရာစွမ်းအားထက်တာသူ့ရဲ့မျိုးစေ့နဲ့အလားတန်တူတဲ့စေတနာစွမ်းအားတွေကထက်တယ်မြေနဲ့အလားတန်တူတဲ့မြတ်စွာဘုရားသံဃာတွေရဲ့ဂုဏ်ကျေးဇူးကလည်းအလွန်ကြီးမားတယ်အဲ့ဒါတွေပေါင်းစပ်လိုက်တဲ့အခါကျတော့ဒီချိန်တစ်ခါပဲလှုပ်လိုက်တာပဲဖြစ်စေဒီကုသိုလ်ကောင်းမှုရဲ့စွမ်းတတ္တိဟာအမတန်မှထက်မြက်သွားဒါတကယ်ကိုရုပ်ထိရှိတဲ့ဟာတစ်ခုဒါကြောင့်မို့သူကိုယ်တိုင်ပြောပြတာသူလုပ်ခဲ့တဲ့ကုသိုလ်စေရနာစွမ်းအားတွေဆန္ဒစွမ်းအားဆန္ဒဆိုတာလည်းပါတယ်နော်ဖြစ်ချင်တဲ့ဆန္ဒဟာလည်းစွမ်းအားတစ်ခုပဲဒါကိုဆန္ဒကိုအဓိပတိလို့လည်းဟောတယ်အဋ္ဌိပါဒလို့လည်းဟောတယ်အဓိပတိဆိုတာလွှမ်းမိုးကြီးစိုးထားတာအဋ္ဌိပါဒဆိုတာပြီးစီးအောင်မြင်ခြင်းရဲ့အကြောင်းတရားလို့ဒီလိုဟောထားတာ
စေတနာပဏိတိကိစ္စသူလုံးလိုက်တဲ့ကံတရားကုသိုလ်ကံနေသူလုံးလိုက်တဲ့စေတနာစွမ်းအားသူ့ရဲ့ရည်ရွယ်ချက်ဆန္ဒတွေဟောတာတွေကပေါင်းစပ်လိုက်တာပေါင်းစပ်ပြီးတော့သူဆုတောင်းလိုက်တာမြတ်စွာဘုရားကအနာဂတဉာဏ်နဲ့ကြည့်လိုက်တယ်ဒီမျိုးသမီးလေးရဲ့ဒီကနေ့လုပ်ပြီးတော့ကုသိုလ်ကောင်းမှုလုပ်ပြီးတော့ဆုတောင်းတာဟာအောင်မြင်မှုရှိရှိဆိုပြီးတော့ကြည့်လိုက်တဲ့အခါကျတော့ကဘာတသိန်းလွန်သွားတဲ့အခါမှာကဘာတသိန်းလို့ဆိုတဲ့သူဆန္ဒဟာကြည့်အမတန်ရှိလျားတဲ့ခရီးကိုရှောက်လန်းရမှာပျောက်သွားမှာမဟုတ်ဘူးခုခေတ်နဲ့ပြောမယ်ဆို online ပေါ့ဟုတ်ကဲ့ဒီစေတနာစွမ်းအားတွေဆန္ဒစွမ်းအားတွေက online ဖြစ်သွားတာဘယ်လောက်ကြာကဘာတသိန်းကြာကဘာတသိန်းဆိုတော့ထပ်ဖြစ်နေမဲ့စွမ်းအားတွေကိုကြည့်အောင်ပေါ့ပထမဆုံးစဖြစ်တဲ့စွမ်းအားတဲ့နောက်ဆုံးအချိန်ချင်းအထက်ထပ်ပြီးတော့ဖြစ်နေမဲ့စွမ်းအားတွေဘယ်လောက်များလာမယ်ဆိုတာစဉ်းစားတာရှိပေါ့တခါတည်းနဲ့ဖြစ်သွားတယ်လို့မအောင်မေ့လိမ့်နဲ့နော်အေးကဘာတသိန်းလွန်လို့ဗတ္တကဘာမှာ၄စုမြောက်ပွင့်တော်မူတဲ့ဂေါရဝမြတ်စွာဘုရားရဲ့လက်ထက်မှာတဲ့ဗတ္တာကုန္ဒလဂီတာဆိုတဲ့နာမည်နဲ့ခိဗ္ဗဗိညာအရာမှာထူးချွန်ထက်မြက်တဲ့ဘိက္ခုနီမဖြစ်လိမ့်မယ်ဟောဘုရားဗျာဒိတ်ပေးတာဗျာဒိတညွှန်းလိုက်တာဒီကုသိုလ်ဟာဒါအသေးချာပေါက်ဖြစ်မယ်ဆိုတာပြောလိုက်တယ်မြတ်စွာဘုရားကျတော့ကြောင်းကျိုးဆက်ပြီးတော့အားလုံးကိုမြင်တယ်မြင်နိုင်စွမ်းရှိတယ်ပေါ့ရမ်းပြောတာမဟုတ်ဘူးမှန်းပြောတာမဟုတ်ဘူးနော်ယထာကမ္မပကကံလျော်စွာဖြစ်ရတဲ့ယထာကမ္မကံရဲ့အကြောင်းတရားကိုရှင်းရှင်းလင်းလင်းမြင်နိုင်တဲ့ဒိဗ္ဗစက္ခုအဘိညာဉ်မျိုးတစ်ခုပဲအနာဂတ်ကိုလှမ်းကြည့်ပြီးတော့သူ့ရဲ့စိတ်ဆန္ဒတွေဒီစွမ်းအားတွေဟာအလဟတပျောက်ပြက်သွားမလားလမ်းပါတယ်ပဲပျက်စီးသွားမလားအဟံတာတွေကြောင့်ပျောက်ပြက်သွားမလားဆိုတာဘုရားကြည့်ခုခေတ်လည်းရှိတယ်မဟုတ်လားဥပမာတစ်ခုပြောဒုံးမြန်တစ်ခုပြစ်လွတ်လိုက်တယ်ဆိုရင်ဘယ်နှမိုင်ဘယ်နှကီလိုဆိုတာတွက်မထားဘူးလားတွက်ထားတယ်အဲ့ဒီပြစ်လွတ်လိုက်တဲ့ဒုံးမြန်ဟာအဲ့ဒီခံမှန်းထားတဲ့နေရာကိုရောက်သွားအကယ်၍ကြားထဲမှာဒုံခွင်းဒုံလို့ဘာလို့လဲသွားပြီးတော့တွေ့မယ်ဆိုရင်ပြက်ကျသွားနိုင်နေတာပေါ့နော်အေးမြတ်စွာဘုရားကမြင်လာတော့အခုပြောတဲ့သူ့ရဲ့စေတနာစွမ်းအားတွေဆန္ဒစွမ်းအားတွေဟာဈာထဲမှာအနှောင့်အယှက်အဟံတားမရှိပဲနဲ့သူရည်မှန်းတဲ့ပန်းတိုင်ကိုရောက်သွားလိမ့်မယ်ဆိုတာကိုသိလို့ဒီပြလိုက်ပေးတာအဲ့တော့ဘုန်းကြီးတို့တွေဒီလိုစိတ်ဆန္ဒစွမ်းအားတွေနဲ့ကုသိုလ်ကောင်းမှုလုပ်ကြမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားနဲ့မကြုံရလို့ဗျာဒိတ်မခံရပါပဲဒီစွမ်းအားဟာဒုံးမြန်တစ်ခုပြစ်လွတ်လိုက်တယ်လို့ပဲကိုယ်ရည်မှန်းချက်ကိုတော့ရောက်သွားမှာပဲယုံကြည်ရမယ်ပေါ့နော်အေးထက်မြက်ပြီးတော့ပြင်းထန်တယ်ဆိုလို့ရှိရင်အရှိန်ကောင်းရင်တော့ရောက်သွားမှာပဲပြောညံ့ညံ့ဆိုရင်တော့လည်းမရောက်ပြီဘူးပေါ့ကြားတယ်ကြောက်ပြတ်သွားမှာပဲနော်အေးထက်ထက်မြက်မြက်ကြီးဆိုလို့ရှိရင်ရောက်သွားမှာသိကြအခုဒီမျိုးသမီးတွေရဲ့ဆန္ဒတွေစေတနာတွေကအလွန်ထက်မြက်သည့်အတွက်ကြောင့်မြတ်စွာဘုရားအေးကဝါတသိန်းဆိုလို့ရှိရင်တော့ဖြတ်တန်းသွားလာတဲ့ကဝါတသိန်းကြာမဲ့ဒီတန်တရားခရီးကြီးကိုဖြတ်ကျော်ပြီးရင်တော့သင်မျောလင့်တဲ့လမ်းဆုံးပန်းတိုင်ကြီးကိုရောက်သွားမှာပါလို့ရှားလိုက်ပေးတာတေချာပေါက်ရောက်မှာပါရှားထဲမှာအဖြက်စီးအဟံတာမရှိဘူးဆိုတာလည်းဘုရားကသိတယ်ဒါကြောင့်မို့တေချာပေါက်ရောက်သွားမှာအိုးအမျိုးသမီးတွေတားဝမ်းတာကဝါတသိန်းဆိုတာမတန်မှဝေးတာအမတန်ရှိလျားတဲ့ခရီးကြီးအဲ့ဒီရှိလျားတဲ့ခရီးကြီးမှာကိုအောင်မြင်ပေါက်ရောက်မယ်လို့မြတ်စွာဘုရားမိန့်လိုက်တာသိကွမ်းသာသွားတယ်။လက်ပြင်ကတော့ရမယ်လို့စိတ်ထဲလောက်ထင်သွားတယ်ပေါ့။အဲ့လိုနဲ့ဒီကုသိုလ်တရားတွေအဲ့ဒီတဘဝတာလူအသက်တသိန်းတန်းမှာအသက်တသိန်းရှည်ပြီးတော့ဒီကုသိုလ်စွမ်းအားကြောင့်ဒီကြားထဲမှာမပြည့်မီသေးတော့ဘဝတစ်ခုကအဆုံးသတ်တာကမြန်သွားတယ်ကုသိုလ်စွမ်းအားတွေရဲ့လမ်းဆုံးပန်းတိုင်ဆိုတော့မရောက်နိုင်သေးဘူးပေါ့ကဘာတသိန်းကြီးတောင်ဖြတ်ကျော်ရအောင်မှာဆိုတော့အဲ့တော့ဘယ်ရောက်သွားတော့ဆိုတာဝရိန္ဒနတ်ပြည်သွားဖြစ်တယ်တဲ့ဒီကုသိုလ်စွမ်းအားကခြားထဲမှာပေးလိုက်တာတာဝရိန္ဒနတ်ပြည်တာဝရိန္ဒနတ်ပြည်ဖြစ်ပြီးတဲ့အခါမှာအဲ့ဒီနတ်ဘုံနတ်ဘဝနတ်စည်းစိမ်တွေခံစားပြီးဘယ်ရောက်သွားတော့ဆိုတာဝရိန္ဒနတ်ဘုံရဲ့အထက်ကျတဲ့ယာမာဆိုတဲ့နတ်ဘုံကိုရောက်သွားပြန်တယ်
တပုံတပုံရဲ့သက်တမ်းကိုကြည့်မယ်ဆိုလို့ရှိရင်တာဝရိန္ဒနတ်ပြည်မှာအလူပြည်မှာဒီကနေ့ခေတ်အနှစ်100တာဝရိန္ဒနတ်ပြည်မှာ1ရက်ပဲရှိသေးတယ်ပေါ့အဲ့တော့လောက်ရှိတဲ့သက်တမ်းရှိတဲ့နတ်ဘုံမှာဖြစ်တယ်ထို့နောက်ယာမနတ်ပြည်ကိုဖြစ်တယ်ယာမနတ်ပြည်ကသက်တမ်းစေးတဲ့အခါကျတော့တုတိတာဘုံကနေသက်တမ်းစေးတဲ့အခါကျတော့နေမာနရတိနေမာနရတိဘုံကနေသက်တမ်းစေးတဲ့အခါကျတော့ပရဏိမိတဝတ္တဝတိကြည့်အဆက်ဟောဒီစေတနာကုသိုလ်ရဲ့စွမ်းအားနဲ့ရောက်နေတာနော်ဒါတွေကသူ့ရဲ့ပန်းတိုင်တော့မဟုတ်ဘူးခရီးဖြတ်ကျော်နေတဲ့ခရီးစဉ်မှာတွေ့ရတဲ့အရာတွေပေါ့ဘုန်းကြီးတို့တွေကလည်းဒီကနေပြီးတော့ရေးထားသေးတယ်ဆိုလက်မှတ်ယူသွားတယ်မန္တလေးထီအောင်ယူသွားတယ်ကိုပန်းတိုင် destination ကမန္တလေးသို့တော်လမ်းမှာပဲခူးတို့လည်းဖြတ်ကျော်မှာပဲတောင်ငူတို့လည်းဖြတ်ကျော်မှာပဲပြင်မနာတို့လည်းဖြတ်ကျော်သွားမှာပဲဟုတ်တယ်မဟုတ်လားအခုလည်းအဲ့လိုဖြတ်ကျော်တဲ့သဘောပဲပေါ့အဲ့ဒီလိုနဲ့နတ်ပြည်ရောက်တဲ့အခါမှာလည်းပဲသမ္မာမထင်မရှားနတ်သမီးဘဝမဟုတ်ဘူးတဲ့ဆိုင်ရာနတ်ပြည်ကိုကြီးမှုအုပ်ထုတ်ရတဲ့နတ်မင်းကြီးတွေရဲ့မိဖုရားဖြစ်ရတယ်ဟောဩဇာအာဏာအရှိန်အဝါနဲ့သွားဖြစ်တာနော်အားလုံးနတ်တွေကလေးစားရတဲ့အရေးပေးရတဲ့နတ်မိဖုရားတွေသွားဖြစ်တယ်အဲ့ဒီကနေပြီးတော့တန်တရားဆက်ပြီးတော့လဲလိုက်တာလူပြည်ရောက်တဲ့အခါကျတော့လေစကြဝဠာမင်းရဲ့မိဖုရားဖြစ်တယ်တန်တရားတွေသိအောက်တန်းရောက်ပုံမပေါ်ဘူးဒီမျိုးသမီးကသိအောက်တန်းကိုမရောက်ဘူးလူပြည်နတ်ပြည်စုံကြီးဆန်းကြီးနဲ့စေတနာစွမ်းအားတွေရဲ့အကျိုးတရားကိုခံစားပြီးတော့ဘဝခရီးကြီးကိုဖြတ်သန်းလာလိုက်တာကြားထဲမှာသူ့ရဲ့ပါရမီဘဝတစ်ခုကဘယ်မှာသွားတွေ့ရပြန်လို့ဆိုဗဒ္ဒကဘာရောက်လာပြန်တယ်ပေါ့ဗဒ္ဒကဘာရောက်လာလို့တတိယမြောက်ပွင့်တော်မူတဲ့ကတ္တဗမြတ်စွာဘုရားအဲ့ဒီကတ္တဗမြတ်စွာဘုရားဟာအနှစ်2000လမ်းမှာပွင့်လို့လူတွေရဲ့သက်တမ်းဟာ2000အသက်ရှိတယ်ပေါ့အဲ့ဒီ2000လမ်းမှာဒီအမျိုးသမီးဟာဗာရဏသီကြီးကာတိမင်းကြီးရဲ့ဗာရဏသီကြီးကိုစိုးမိုးအုပ်ချုပ်တဲ့ကာတိဘုရင်ကိကိမင်းကြီးရဲ့သမီးတော်9ဖော်ထဲမှာတဦးဖြစ်သွားဖြစ်ပြန်ဒီမနေ့ကပြောခဲ့တဲ့အတိုင်းကိကိမင်းကြီးရဲ့သမီးတော်9ဖော်ဆိုနံပါတ်1ကသမဏီတဲ့သမဏီဆိုတဲ့မင်းသမီးဒုတိယကျတော့သမဏဂௌတာတဲ့တတိယကျတော့ဘိက္ခုနီတဲ့စတုထကျတော့ဘိက္ခုဓာယီတဲ့သို့မဟုတ်ဘိက္ခုဓာယီကာတဲ့ဒါလိုခေါ်တယ်ပိစမကျတော့ဓမ္မာသတ္ထကျတော့သူဓမ္မာတတ္တမမြောက်အငယ်ဆုံးသမီးကျတော့ဘိက္ခဓာယိကာတန်ခဓာယိကာလို့ဒီလိုသွားဖြစ်တယ်အဲ့ဒီသမီးတော်9ဖော်ကတ္တဗမြတ်စွာဘုရားစီတရားနာလို့သရစွမ်းအားတွေဖြစ်ခမည်းတော်မင်းတရားကြီးနဲ့အတူလိုက်တရားဓမ္မတွေနာတော့သိသရတရားတွေဖြစ်ကြတယ်ကြည့်စွမ်းအားတွေထပ်ဖြည့်နေတယ်လို့အဓိပ္ပာယ်အောင်းမိတ်ပေါ့ပရိမုဒ္ဒရာမြတ်စွာဘုရားလက်ထက်ကလှုပ်ထားတဲ့ကုသိုလ်ကောင်းမှုတွေဒီချိန်မှာဒါထပ်ဖြည့်တဲ့စွမ်းအားတွေကိုထပ်ဖြည့်ပေးနေတဲ့သဘောပဲအင်နာကြီးတွေထပ်ဖြည့်လာပြန်ဘုရားတရားတော်နာဘုရားကိုကိုယ်ဝယ်စိတ်ကအမတမတရားဓမ္မနဲ့ပြောမွေးကြတယ်ညီမ9ဖော်ဟာသာသနာပေါင်းဝင်ဖို့ဖခမည်းတော်ကြီးစီခွင့်တောင်းပေမဲ့လို့ခမည်းတော်ရဲ့ခွင့်မပြုဘူးလေခွင့်မပြုတော့သောမာရီဗြဟ္မစာရီဆိုအပြူကြီးဘဝနဲ့မြတ်သောအကျင့်ကိုကျင့်ကြတယ်ဒါလည်းပဲအမတမဆရာကောင်းတယ်အိမ်တော်ရသားမပြုတ်တဲ့လူပြိုကြီးတွေအပြိုကြီးတွေကကာမေတုမိစ္ဆာစာရာဝေရမဏိသိက္ခာပရံသမာဓိယာမိလို့ဆောက်တည်မဲ့အစာတဆင့်ထပ်တိုးမြက်လိုက်အဗျမစရိယဝေရမဏိသိက္ခာပရံသမာဓိယာမိလို့ဆောက်တည်တဲ့ပေါ့ကာမေတုမိစ္ဆာစာရနဲ့အဗျမစရိယမတူဘူးနော်ကာမေတုမိစ္ဆာစာရဆိုတာမိမိနဲ့တရားဝင်လက်ထပ်ထားတဲ့မျိုးသားမျိုးသမီးနဲ့နေခွင့်ရှိတယ်အဗျမစရိယာဆိုတာကအဲ့ဒါမျိုးကိုလုံးဝကင်းစင်တယ်ပေါ့
အိမ်တော်တဲ့ဘဝလုံးဝလွတ်ပြီးတော့ဖြူစင်တန်ရှင်းတဲ့ဘဝမှာနေတာအဲ့ဒါကိုခေါ်တယ်ကောမာတိဗြဟ္မစရိယဟောတမီးတော်ခုနှစ်ဘဝတစ်သက်လုံးသူတို့ကကောမာတိဆိုတာအပြူဘဝဗြဟ္မစာရီဆိုတာမြတ်သောအကျင့်ကိုကျင့်တယ်ဗြဟ္မစရိယသိက္ခာပုဂ္ဂိုလ်ထိန်းသိမ်းဆောင်ရှောက်ကြတယ်အဲ့ဒါလိုလုပ်ပြီးတရားဓမ္မနဲ့ပျော်မွေ့ပြီးတော့နေလိုက်ကြဘုရားကောင်းမှုတွေလုပ်ပြီးတော့နေလိုက်ကြတာအနှစ်2000နဲ့နဲတာမှလို့သူတို့လုပ်ခဲ့တာအနှစ်1000ပြည့်တဲ့အခါကျတော့ဒီလိုပဲဘဝတစ်ခုပါဘလောက်ပဲအသက်ရှည်ရှည်နောက်ဆုံးကျတော့ဆုံးသားရတာပဲလေဘဝရဲ့ဏီကုန်းဆုံးရောက်သွားပြန်တဲ့အခါကျတော့တဘဝပြောင်းကြပြန်ရောခုနလိုပဲအဲ့ဒီလူဘဝဆုံးသက်တဲ့အခါကျတော့တာဝရိန္ဒနတ်ပြည်ရောက်တယ်တဲ့ဒီကုန်းဗဒ္ဒကုန္ဒလာအလောင်းတွေဟာအမျိုးသမီးတွေဟာအဲ့လိုနတ်ပြည်တွေမှာကောင်းရသုတိဘုံတွေမှာစင်စစ်မပြတ်ရောက်ပြီးတော့ဘဝခရီးကိုဆက်ပြီးတော့ရှောက်လိုက်တာခေါရမမြတ်စွာဘုရားလက်ထက်မှာတစ်ခါပြန်ပြီးတော့သူ့ရဲ့ပါရမီဘဝပေါ်လာပြန်အခုကရမဘုရားလက်ထက်မှာကောမာရီဗြဟ္မစရိယအကျင့်နဲ့ကျင့်နေတာဒါပါရမီဘဝပဲပေါ့တမန်ဘဝမဟုတ်ဘူးမြတ်သောအကျင့်ကျင့်တဲ့ပါရမီဘဝပဲခေါရမမြတ်စွာဘုရားလက်ထက်ရောက်လာတဲ့အခါကျတော့ရာဇဂုပြည်မှာပစ္စည်းဥစ္စာအလွန်ကျွယ်ဝတဲ့တထေးကြီးရဲ့တူရီသောသမီးလေးလာဖြစ်ပြန်တယ်ရှိလေသူလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကြောင့်မို့လို့လူတွေတန်းတယ်ဒါကြောင့်မို့လို့တထေးအိမ်မှာလူလာဖြစ်တယ်တထေးသမီးဖြစ်တယ်ဘဝဆိုတာလူတွေမှာတယောခြင်းနဲ့ပြောင်းလောင်ခြင်းကလွတ်တယ်ဆိုတာခါရှာရှာပဲဘဝရဲ့လောကဓာတ်ခံရတာဘာကြောင့်ခံရတော့ဆိုလူတွေရဲ့စိတ်နဲ့စိတ်ထားပတ်ဝန်းကျင်အနေထားကြောင့်ခံရဒီအမျိုးသမီးလေးကပါရမီဘဝရင့်တန်လာလင့်ကစားတထေးသမီးဆိုတော့အိန္ဒိယထုံးစံပဲအရွယ်လေးရောက်လာတာနဲ့တကြိုင်နဲ့မိဘတွေကကြက်ကြက်တဲတဲ့ထိန်းသိမ်းဆောင်ရှောက်တယ်အိမ်အောင်မဆင်ရဘူးအိမ်ပေါ်မှာနေတယ်ကြားဘူးကြပါလိမ့်မယ်ဘုံ90တင်ထားတယ်ဆိုတာလေအဲ့ဒါလို့9ထပ်တိုက်ကြီးအပေါ်တက်မှာထားတာအဲ့ဒီတော့9ထပ်ပဲရန်ကုန်မှာအခုထပ်40တို့ဘာလို့တောင်ရှိနော်အဲ့ဒါလို့9ထပ်တိုက်ဘုံ90မှာထားပြီးတော့မိဘတွေကအပြင်အထွက်မခံအောက်အသွားမခံအမျိုးသမီးငယ်တို့ရဲ့ဘဝဟာအရွယ်ရောက်လာပြီဆိုလို့ရှိရင်စိတ်လှုပ်ရှားတာတို့စိတ်ကစားတာတို့ဆိုတာဘဝကပြီးတဲ့အတိတွေဒါတွေကိုတော့ဘယ်မှမလွန်ဆန်နိုင်ဘူးပေါ့နော်ဘဝရဲ့အတွေ့အကြုံတွေရသူတို့ရဲ့စိတ်ဆန္ဒတွေဖြစ်ပေါ်လာတတ်တယ်ဟောအရွယ်ရောက်လာပြီဆိုရင်ဟောဒီတထေးသမီးလေးကလည်းပဲမိဘတွေကဘလောက်ကြက်ကြက်တဲတဲဆောင်းရှောက်လေးသာပြူရင်းပေါက်ကနေကိုကြည့်တီကြည့်ချိတာပဲလူဆိုတာကိုကြိုက်တာတွေ့သွားရင်မလွယ်ဘူးနော်အဲ့ဒါလို့ပါရမီရင့်တန်နေတဲ့ပါရမီရှင်မဖြစ်တော်လဲသူဘာသွားတွေ့တော့လို့ဆိုတော့အေးရာဇဂုပြည်မှာရာဇဝသားတယောက်အဲ့တော့ရာဇဂုပြည်ဆိုတော့ဗိမိသာရမင်းကြီးအုပ်ချုပ်နေတာပဲဗိမိသာရမင်းကြီးဆိုတာသောတာပန်ပဲသောတာပန်အုပ်ချုပ်ပြီမဲ့လို့ခုနကရာဇဝသားကိုရာဇဝသားပြစ်ဒဏ်ပေးရတာကတော့ရှိတာပဲနော်ဘုရင်ကြီးကိုယ်တိုင်ကတော့တတ်ခိုင်းတာတော့မလုပ်ဘူးပေါ့တတ်ခိုင်းတယ်သူ့မှာသေစေလိုတဲ့စိတ်တော့မရှိဘူးသောတာပန်ဖြစ်တဲ့နေသို့တော့ဘုရင်ကိစ္စဆိုတာသူအဆုံးဖြတ်ပေးရတယ်အေးရာဇဝသားတွေသူဆိုင်ရာဥပဒေတိုင်းစီမံဒါပဲပြောမှာပေါ့ဗိမိသာရမင်းကြီးကဒီသောတာပန်ဘုရင်ကြီးစိတ်မိတ်ပေးတာလေးကိုကြည့်သောတာပန်ဘုရင်ကြီးစိတ်မိတ်ပေးတဲ့စကားလေးပဲကြည့်ပေါ့တခါတော့ဗိမိသာရရဲ့အင်္ဂမဂရဆိုတဲ့တိုင်းကြီးနှစ်တိုင်းဒီနိုင်ငံတော်အတွင်းမှာတိုင်းစုံပြည်ပနေဇတ်ဒေသတွေမှာပေါ့သဘုံတွေထားတာသဘုံတွေထားတော့ခါကြတော့ဒီသတင်းတွေဘုရင်မင်းကြီးစီအစီရင်ခံတယ်အစီရင်ခံတော့ဘုရင်ကဘာပြောတော့ဆိုရင်အေးသဘုံတွေထားတယ်ဆိုလို့ရှိရင်လူတွေကဟိုပြေးရဒီပြေးရနဲ့ဟိုပုံရဒီပုံရမဖြစ်ဘူးလားတိုင်းပြည်မှာလှုပ်လို့ရဖြစ်တဲ့အခါကျတော့သူကဘုရင်ကအမိန့်ထုတ်တယ်စစ်ဘက်ဆိုင်ရာအမတ်ကြီးတွေအရင်ကလို့သွားပြီးတော့လုံခြုံစိတ်ချပြီးတော့ကြီးပွားတိုးတက်အောင်ဆောင်ရွက်ကြလို့ခိုင်းတာသူခိုင်းတာအကောင်းပဲပဲခိုင်းတာ
တို့တော့စိတ်ပဲဆိုင်ရာအမတ်ကြီးတွေကဘလို့နားလဲတော့ဆိုအေးတတ်ရမယ့်ပုဂ္ဂိုလ်တတ်မှာပဲပေါ့တပုံနေဓမြတွေဆိုဖမ်းမယ်တတ်မယ်ပေါ့ဟုတ်လားနေနေမယ်ဖမ်းမယ်ထောင်ချမယ်တတ်မယ်ဖြတ်မယ်ဟောဒါလို့စင်တစ်ခုပဲဒါပေမဲ့ဘုရင်ကြီးကဟဲ့မင်းတို့သွားဖမ်းတတ်ဒီလိုတော့အမေးမချဘူးသူကတော့အမင်းပစ္စန္တံဗနေဥစိနထာနေဇဒေတာတွေစီပင်အောင်တော့လောက်ချက်ကွာလို့ခိုင်းလိုက်တာပဲဒါပဲသူခိုင်းတာစီပင်အောင်လုပ်ခိုင်းတာသူကအစီပင်အောင်လုပ်ပုံလုပ်နည်းတွေတော့သူမပြောဘူးပေါ့နော်အေးဒါကြောင့်မို့လို့အေးရာဇဝသားဆိုရင်မင်းတို့ရာဇဝသားဥပဒေအတိုင်းဆောင်ရွက်ကြဒီတိုင်းပြည်မှာရာဇဝသားတွေလည်းဒီအေးချမ်းချမ်းပြည်သူတွေအေးချမ်းချမ်းနေထိုင်ရအောင်စီမံကြဒါပြောမှာပဲသူကအဲ့ဒါလို့စီမံကြလို့ပြောတဲ့အခါကျတော့ခိုးဆိုးတိုက်ခိုက်နေတဲ့ရာဇဝသားတစ်ယောက်ကိုလက်ပြန်ညှိုးတုပ်ပြီးတော့တည်တံပေးမှာပေါ့အဲ့ခေတ်ကထုံးစံတိုင်းအဲ့ဒီရာဇဝသားတစ်ယောက်ကိုဖမ်းပြီးတော့လာတာကိုခုနတထေးသမီးကသူ့အိမ်လေးသားပြင်းကလှမ်းကြည့်မြင်ရခုနထပ်ဆိုသိမမြင်ဘူးဆိုမြင်ရတာပေါ့ကောင်းကောင်းသူ့အိမ်သားကဖြတ်သွားတာလားသူ့စိတ်ထဲမှာတဏှာတဲ့စိတ်ဝင်ရုံနဲ့မကဘူးကျင်နာတဲ့စိတ်ဝင်သွားဝင်တဲ့အခါကျတော့သူ့ဖေကိုပြောတယ်ဒီတခိုးကတင်ပေးပါပေါ့ဆိုပြီးတော့သူနဲ့မှမပေါင်းဖက်ရလို့ရှိရင်သူသေးပါလိမ့်မယ်လို့ပြောတာအဲ့တော့မိဘဆိုတာလေသားသမီးကိုအမြဲတမ်းချစ်တာချစ်တဲ့အခါကျတော့သမီးဆန္ဒမလွန်နိုင်လို့တထေးကြီးကဝေးတစ်ထောင်ပေးပြီးတော့ရာဇဝသားအလဲအလဲလှုပ်လိုက်တာဖြစ်ပါလိမ့်မယ်နော်အစားထိုးလိုက်တာဖြစ်လေအဲ့ဒီတခိုးကိုတိတ်တဆိတ်လဲပြီးတော့ယူလိုက်ပြီးတော့သမီးစိတ်ချမ်းသာပါစေဆိုပြီးတော့အဲ့ဒီတခိုးကိုအဲ့ဒါသမီးဆန္ဒအတိုင်းသမီးစီပို့ပေးတာဒါလူရဲ့စိတ်ဟာအမတန်ဆန်းကျယ်တယ်ပေါ့သို့တော့ဒီတခိုးကိုမြင်မြင်ချင်းဘာဖြစ်လို့ဒီလိုဖြစ်တယ်လဲဆိုတာဘဝကအကြောင်းတော့ရှိမှာပေါ့အတိတ်ဘဝတုန်းကအိမ်အောင်ဖက်ခဲ့တဲ့ပုဂ္ဂိုလ်လည်းဖြစ်နိုင်တယ်ဒါသို့တော့ဒီနေရာမှာအဲ့ဒီဇလန်းအကြောင်းအထူးမပြောတော့ဘူးပေါ့ဒါမျိုးကလူတွေမှာတခါတလေကိုယ့်ကိုစဉ်းစားကြည့်တခါမှမမြင်ဘူးပဲနဲ့မြင်မြင်ချင်းခင်မင်သွားတဲ့ပုဂ္ဂိုလ်ရှိတယ်တခါမှမတွေ့ဘူးပဲနဲ့မြင်မြင်ချင်းမုန်းသွားတာလည်းရှိတာအဲ့ဒါဟာနောက်ကြောင်းတော့ရှိတာပေါ့ကိုမသိတဲ့အကြောင်းတရားတွေအဲ့ဒါမျိုးကြတော့ unknown cause လို့ပြောတာ unknown cause ကကိုမဖော်ထုတ်နိုင်ဘူးအကြောင်းမရှိဘူးပြောတာမဟုတ်ဘူး causeless လို့ပြောတာမဟုတ်ဘူး unknown cause အကြောင်းကိုမသိဘူးအကြောင်းတော့ရှိတယ်အဲ့ဒီတထေးသမီးလေးဟာလည်းအဲ့ဒီလိုစိတ်လှုပ်ရှားပြီးတော့ဒီရာဇဝသားကိုမှသူကတဏ္ဍာဆွဲဖြစ်သွားတာမြင်ယုံလေးနဲ့တဏ္ဍာဆွဲဖြစ်သွားတော့မိဘတွေကအဲ့ဒါလည်းလျောပြီးစီမံပေးရတယ်အေးတထေးသမီးလေးကဒီရာဇဝသားလူဆိုးကြီးကိုချစ်လိုက်တာမပြောနဲ့ဒါချစ်တယ်အဲ့ဒါလို့နေရင်ကနေဒီလူကြီးကလည်းရာဇဝသားကလည်းဒီတထေးသမီးကိုတတ်ပြီးတော့ဒီပစ္စည်းဥစ္စာတွေကဘယ်လိုယူရမှာမလဲဒါပဲတွေးနေကြည့်လူဆိုတာတော့တော်တော်ခက်တယ်ဝါဒနာချင်းကမတူဘူးဟိုလူကတခိုးဆိုတာကသူကပစ္စည်းပဲကြည့်မှာပဲဒီပြမကြည့်ဘူးလေလူတတ်ပြီးပစ္စည်းယူဖို့ပဲဒါပဲကြည့်နေသူကဘယ်တော့မှငါဒီတတ်ပြီးတော့သူယရနာပစ္စည်းတွေယူရပါမလဲဘယ်တော့မှအခွင့်အရေးရပါမလဲဒါပဲတွေးနေသူကအတော့အံ့ဩစရာကောင်းတဲ့လူရဲ့စိတ်ဟာဘယ်ဘဝကပန်းလာတဲ့အနုတ္တရဓာတ်တွေဆိုတာတော့မသိဘူးပေါ့တခုဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းပဲဒါပါရမီလို့တော့မခေါ်ရဘူးပေါ့သူ့ရဲ့ဇယိုက်ဆိုးဟာခုမှပေါ်လာတာတော့မဟုတ်ဘူးဒီဇယိုက်ဆိုးကအတော်တော်ကိုအခြေခံကောင်းကောင်းနဲ့အတိုက်အောင်နဲ့ပြင်းပြင်းထန်ထန်ဖြစ်နေတယ်လို့ပဲပြောရမှာပါအမတန်ဒီသူ့ရဲ့အသက်ကိုလည်းကယ်ထားသေးတယ်ချမ်းချမ်းသာသာလည်းနေရသေးတယ်ဒီဘုံဘဝဆိုရင်တာမန်ကြည့်မယ်ဆိုပြောစရာမကောင်းဘူးလားမပြောဘူးသူလှုပ်ချင်တာဘာလို့ဆိုရင်လူတက်ပြီးပစ္စည်းယူချင်တာဒါသူဆန္ဒကဲအဲ့ဒီတကူရတယ်အဲ့ဒီလူဆိုကလည်းလူတက်ပြီးတော့ပစ္စည်းယူချင်တာဟောဒီတထေးသမီးကိုသူကတတ်ဖို့ပဲကြည့်တယ်ဒါသူဇနီးဖြစ်နေပြီဒါပေမဲ့တတ်ဖို့ပဲကြည့်တယ်ကဲပြင်ဘက်ကိုဘယ်လိုထုတ်ရပါမလဲဒါစဉ်းစားတာအမြဲတည်းကြတော့သူပြောတယ်
ကျေးဇူးရှိတဲ့ငါဒီရာဇဝသားဘဝကနေပြီးအပြစ်ဒဏ်ကနေပြီးတော့လွတ်လာတာဟာတဲ့ငါဆူတောင်းခဲ့လို့နတ်တွေကိုပူဇော်လို့အဲ့ဒီနတ်မင်းရဲ့တကိုးနဲ့ငါလွတ်တာတဲ့အဲ့ဒါကြောင့်မို့လို့အဲ့ဒီနတ်မင်းကြီးကိုငါပူဇော်ခြင်းနဲ့ပေါ့လီဆယ်ပြီးတော့ပြောတာနော်အဲ့ဒီနတ်မင်းကြီးကိုပူဇော်ခြင်းနဲ့ပူဇော်တဲ့အခါမှာလည်းပဲမင်းနဲ့ငါနှစ်ယောက်တည်းပဲသွားမယ်ဘယ်သူမှမလိုက်ခဲ့စင်သူ့အကြံဉာဏ်ကလူတက်ပြီးပစ္စည်းယူခြင်းတယ်မင်းမှလည်းဝိပိသားယရနာတွေအကုန်လုံးမင်္ဂလာဆောင်လုံးကဆင်တဲ့ဟာတွေအကုန်လုံးဝုတ်ခဲ့ပေါ့ဝုတ်ပြီးသွားကြမယ်ဆိုတော့တတိသမီးတွေကလည်းသူ့မျိုးသားကိုချစ်တော့သူလိုက်လျောတဲ့အကုန်လုံးသူပြောတာတွေအကုန်လိုက်တော့ပြီကဲသွားမယ်ကြော်ပွဲလေးရွက်ပြီးဘယ်ခေါ်သွားတော့ဆိုတောင်ပေါ်တက်သွားကြကျန်တဲ့လူတွေကိုအဲ့ဒါမလိုက်ခဲ့နဲ့လို့ပြောပြီးတော့သူတို့နှစ်ယောက်ထဲတောင်ပေါ်တက်သွားနတ်ကိုပူဇော်မယ်ပေါ့လိမ့်လိလှိစားပြီးတော့ခေါ်သွားသို့တော့တထေးသမီးလေးကသူ့အမျိုးသားပေါ်မှာချစ်တဲ့စိတ်နဲ့သူဟာအကောင်းမမြင်နေတော့မယ်အဲ့ဒီအချိန်ထိတောင်ထိပ်ပေါ်ရောက်ဘေးကလူသူမကြားတော့တော့ဘူးဆိုတဲ့အချိန်မှာတခိုးရဲ့မျက်နှာကြီးကရာဇဝသားကြီးကမျက်နှာကြောက်စရာကြီးဖြစ်လာတယ်အဲ့ဒီမှာကဲမင်းအဝတ်လက်ဝတ်တန်းစာတွေအကုန်ချုပ်လက်ဝတ်တန်းစာတွေအကုန်ချုပ်မင်းကငါတတ်ရလိမ့်မယ်ဒီဘလောက်ကြောက်စရာကောင်းတဲ့ဇာလန်းလဲဒါတကယ် true story ပဲအဲ့ဒီခေတ်ကနော်အဲ့ဒါလို့ပြောတဲ့အခါကျတော့တတိသမီးတွေကပထမတော့သူ့ကိုကြည်စဲနေတယ်ထင်တာပေါ့ဒီလိုလုံးလိုက်မယ်လို့သူမယူဆဘူးအဲ့သူကပြောတယ်နောက်ကျတော့ကြည်စဲတာမဟုတ်ဘူးအတီပေါက်ဖြစ်လာတဲ့အခါကျသူတောင်းပန်တယ်ရှ िख ိုးပြီးတော့ဟုတ်ပါဘူးဒီပစ္စည်းတွေလည်းပဲကိုယ်ဇနီးပစ္စည်းဆိုတော့ရှင်းပိုင်တာပါပဲအသက်တော်ချမ်းသာပေးပါအကယ်၍ဟိုရင်းဖြစ်ရင်သူ့ကိုကျွန်မလို့ကြီးညာပြီးတော့ကျွန်မအဖြစ်သူနဲ့တူတူနေပါရစေပေါ့အဲ့လောက်ထိကဟိုကလိုက်လျောတယ်သူ့ကိုကျွန်မလို့ကြီးညာပြီးတော့ကျွန်ခံမမယ်သူတော့မတတ်ပါဘူးအသက်တော်ချမ်းသာပေးပါမရဘူးဟိုလူကဒီငါတို့ကလူတက်ပြီးမှပစ္စည်းယူတာတဲ့အဲ့တော့မင်းကိုတတ်ကိုတတ်ခုမှတော့မင်းစကားများမနေနဲ့မြန်မြန်ဖြုတ်ဖို့အဲ့ဒီချိန်မှာတထေးသမီးတွေကကြည့်ဒီချိန်မှာသူဘလောက်ချစ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်သူ့အသက်သူကာကွယ်ရတော့မှာပေါ့လေကာကွယ်ရတော့မှာဆိုတော့အဲ့ဒီချိန်မှာဉာဏ်ရည်ဉာဏ်သွေးဟာအမတန်မှတန်ဖိုးရှိတယ်ပေါ့အမျိုးသမီးကဘလောက်ဉာဏ်ထက်တယ်ဒါမို့အမျိုးသမီးတွေအဲ့ဒါကိုအကြောင်းပြုပြီးတော့တင်ခနုပ္ပတ္တိဉာဏ်ဟာယောက်ျားတွေနဲ့တာတယ်လို့ပြောကြတယ်ဟိုလူကလိန်ခေါ်လာတာသိသွားပြီငါတော့တတ်တော့မှာပဲအဲ့တော့ငါကသူ့အရင်ဘယ်လိုလုပ်တတ်ရမလဲဆိုတာသူခေါင်းထဲမှာချက်ချင်းပေါ်လာတဲ့အခါကျတော့သူ့ဘဝမှာတဲ့သူ့မျိုးသားလောက်သူပြောတော့ပေါ့လေဇလန်းဇက်ွက်ဆိုပြောပေါ့ဘုံကတော့မပြောတတ်ဘူးအဲ့လောက်ချင်းသူ့စိတ်ထဲမှာဘဝတစ်ခုရလာတာရှင်လောက်ခင်မင်စရာကောင်းတဲ့ပုဂ္ဂိုလ်သူ့စိတ်ထဲမှာတစ်ခုမှတဦးမှမရှိပါဘူးတဲ့သူ့ပေါ်မှာအချက်ဆုံးမှလို့ဒီလိုပြောပြီးတော့အဲ့တော့မထူးတော့ပါဘူးကျမတတ်ချင်လဲတတ်တော့မသေးခင်လေးတော့အားရအောင်ကြော့သွားချင်ပါတယ်ပွေးဖက်သွားချင်ပါတယ်ဆိုတကူကတော့ပိုင်ပြီပေါ့အဲ့ဒီချိန်လေးမှာတောင်ထိပ်မှာကဲသူလျှော့ပြီငါအကြံအောင်ပြီပေါ့အဲ့ဒီမှာကုဏလကေတာလည်းသူ့အကြံနဲ့သူပဲတကူတခါတည်းကြော့ပြီးပွေးဖက်တဲ့ပုံစံမျိုးလုပ်ပြီးခြောက်ထဲတွန်းချလိုက်တာသောရပပတ္တလို့ခေါ်တယ်ရာဇဝတ်သားတွေကိုအဲ့ဒီတောင်ထိပ်ကနေတစ်ခါတည်းပြစ်ချကြောက်ဆောင်ကြောက်စွန်းကြီးတွေထွက်ပြီးတော့နေတာအောက်ရောက်တဲ့အခါတခါတည်းအကုန်လုံးအဆုပ်ဆုပ်ပြက်ပြက်ဖြစ်ပြီးတော့တည်တဲ့နေရာသောရပပတ္တတခိုးတွေကိုပြစ်ချတဲ့6ကဘာလို့အဲ့တောင်ကြီးရှိအဲ့ကောင်ပြစ်ချတာစဉ်းစားကြည့်တော့ပါရမီရှင်မလေးဖြစ်ပေမဲ့လို့သူကလူသတ်မှုကိုကျူးလွန်လိုက်ပြီခုပြောမယ်ဆိုရင်ဒါလူသတ်မှုကိုကျူးလွန်လိုက်တာပဲလေရာဇဝတ်သားကိုကြည့်တိတ်တဆိတ်နဲ့ပတ်စံပေးပြီးလှည့်ပြီးယူထားတယ်ယူထားရုံနဲ့မကဘူးအခုတခါဒီရာဇဝတ်သားကိုသူကိုယ်တိုင်ပြန်ပြီးတော့ဟောလူသတ်မှုကျူးလွန်လိုက်ပြန်ပြန်ပေါ့စဉ်းစားကြလိုက်မယ်ငရဲမကြည့်ဘူးလားကြည့်တာပေါ့တတ်တာဆိုရင်တော့ပါဏာတိပါဒဖြစ်တာပေါ့သို့တော့အတိုင်းတာတစ်ခုအရာ
တတ်တယ်ဆိုတိုင်းပါဏာတိပါဒကတော့ဖြစ်တယ်သို့သောအပြစ်ကြီးတယ်အပြစ်သေးတယ်ဆိုတာကြတော့ဟွာချားတယ်ပေါ့ငမိုက်သားတယောက်ကိုတတ်တာတီလာရှိတဲ့သူတော်ကောင်းကိုတတ်တာနဲ့သူတော်ကောင်းတတ်ရင်ပို့ပြီးတော့ငြိကြီးပို့ပြီးတော့အပြစ်ကြီးတယ်ပေါ့ငမိုက်သားတယောက်တတ်တာကြတော့ဒီလောက်ကြီးအပြစ်မကြီးတော့ဘူးပေါ့အဲ့ဒီမှာလည်းပဲကြည့်ဝက်စိတ်လေးတစ်ကောင်ခြင်လေးတစ်ကောင်တတ်တာနဲ့ခွေးတစ်ကောင်ဆင်တစ်ကောင်တို့ဘာလို့တတ်ပြီဆိုရင်ပို့ပြီးတော့လုံးလာဆိုင်ရလို့အပြစ်ပိုကြီးတယ်လို့ပြောတယ်အကောင်ကြီးရင်လည်းလုံးလာပို့ဆိုင်ရလို့အပြစ်ပိုကြီးတယ်လို့ဒီလိုပြောတယ်ပေါ့နော်အဲ့တော့အားဆိုင်ရမှုပေါ်မှာမူတည်ပြီးတော့အပြစ်ကြီးအပြစ်သေးအသက်ခံရတဲ့ပုဂ္ဂိုလ်ရဲ့ကိုချင်းတရားဂုဏ်ကြီးတွေကိုကြည့်ပြီးတော့လည်းအပြစ်ကြီးတယ်အပြစ်သေးတယ်ဆုံးဖြတ်ရတယ်ပေါ့အဲ့တော့ဒီလူကလုံးဝကိုချင်းတရားမရှိတဲ့ပုဂ္ဂိုလ်တကယ်၍မတတ်ရင်လည်းသူ့ကိုတတ်တော့မှာဆိုတော့ဥပေတမီနဲ့ဝိဖက်ချင်အောင်ဆောင်ပြီးတော့ကြောက်ထဲကိုတွန်းချပလိုက်တယ်ခုလူကလည်းအငိုက်မိသွားတာပေါ့အဲ့ဒီအချိန်မှာဩဘာပေးတဲ့အတန်ကြီးရာဇောသားတောင်ပေါ်ကနေပြုတ်ကျသွားပြီးတခါတည်းအပိုင်းပိုင်းအပြတ်ပြတ်ဖြစ်သွားတဲ့အချိန်မှာဩဘာပေးတဲ့အတန်ကြီးပေါ်လာတယ်အေးနေရာတကာမှာဟေးယောက်ျားတွေသာညံရှိတာမဟုတ်ဘူးမိန်းမတွေလည်းညံရှိတယ်ဟေးဆိုတဲ့အတန်ကြီးအဲ့ဒီတောင်ဆောင်နတ်တွေကပြောကြတာလေသူတို့ကဒီပွဲကြီးပွဲကောင်းအနေနဲ့ကြည့်နေကြတာဝန္တာအာရလက်ခုပ်တီးကြမှာပေါ့တရားမှာယောက်ျားတွေကသာပညာအသိဉာဏ်ရှိတာမဟုတ်ဘူးအမျိုးသမီးတွေကလည်းပဲအသိဉာဏ်ရှိတယ်ဟဲ့နဲ့ဆိုပြီးတော့ကြွကြော်တဲ့အတန်ကြီးပေါ်လာတယ်ကဲအဲ့ဒီအမျိုးသမီးဟာကုန္ဒလကေတာဗဒ္ဓါလို့ပဲခေါ်သေးတယ်အဲ့ဒီအချိန်မှာသူကိုယ်တိုင်ရွေးယူထားတဲ့သူ့ရဲ့အမျိုးသားကိုသူကိုယ်တိုင်ပြန်ပြီးတော့တတ်စဉ်းစားတာကြည့်တော့ပြိဋ္ဌာသူ့ရဲ့စိတ်ဓာတ်ဘယ်လိုဖြစ်မလဲဆိုလို့ရှိရင်မဖြစ်လို့သူတတ်လိုက်ရတယ်လေမုံလို့တတ်တာမဟုတ်ဘူးကိုကမတတ်ရင်သူကတတ်တော့မှာဟုတ်အဲ့တော့သူရွေးချယ်လိုက်ရတဲ့လမ်းဟာသူဟာအိမ်ပြန်ဖို့မဖြစ်နိုင်တဲ့လမ်းဖြစ်သွားပြီဘာဖြစ်လို့လဲဆိုကိုယ်တိုင်ပြစ်သားတယောက်ကိုပတ်စံနဲ့ရွေးယူပြီးတော့ကိုယ်တိုင်ပြန်တတ်ပြစ်တယ်ဆိုတော့ဒါအတိပ္ပယ်မရှိတော့ဘူးလောက်ရကဟုတ်လားအဲ့ဒါနဲ့သူဘာဆုံးဖြတ်လိုက်တုံးဆိုလို့ရှိရင်ကဲဒီလောက်ကြီးဆိုးဝါးလာတဲ့ငါရဲ့ကံကြမ္မာဘဝလူပေါင်းလူဘဝမှာတော့မနေတော့ဘူးယဟမဘဝလူလောကခွာရှောင်တဲ့ဘာသာရေးတွေပဲဝင်တော့မယ်လို့ဆိုပြီးတော့အိမ်မပြန်တော့တစ်ဖက်လမ်းကနေပြီးတော့တိတ်တိတ်ဆိတ်ဆင်းသွားလိုက်တာသူတို့ဇလန်းကလည်းဒီနားတင်ပြတ်သွားတာပဲဟုတ်ကဲ့ကျန်တဲ့လူတွေရှာတော့ရှာမှာပေါ့အခုကလူရဲတွေဘာတွေလဲတိုင်ရင်တိုင်မှာပေါ့လူပြောင်းနှုံးတယ်အဲ့ဒါတွေတော့မြုပ်ထားလိုက်ပြီးမပြောတော့ဘူးနော်အဲ့တော့ဗဒ္ဓါဟာတိတ်တဆိတ်လမ်းတစ်ခုကနေဆင်းသွားပြီးတော့ဘယ်ကိုသွားတော့ဆိုတော့ဆွေတံပရလို့ခေါ်တယ်အဝတ်ဖြူဝတ်တဲ့အမျိုးသမီးတွေနိခန္ဓတပည့်တွေဖြစ်လာတော့ပေါ့နိခန္ဓအနာတဗုဒ္ဓရဲ့တပည့်တွေအဝတ်မိုးတဲ့ခိုင်းရှိတယ်လို့အဝတ်ဖြူဝတ်တဲ့ခိုင်းရှိအဲ့ဒီပြပိုက်ခိုင်းတဲ့ခိုင်းကိုသူရောက်သွားတယ်ရောက်သွားပြီးတော့သူတို့အမျိုးသမီးပြပိုက်မအဖြစ်လုပ်ရစေလို့ပြောတော့သူတို့ရဲ့ထုံတန်းစင်လာအရာရှင်ပြုတာကဘယ်လိုရှင်ပြုတော့လို့ဆိုတော့အမျိုးသမီးကိုခုခေတ်ဆိုရင်သီလရှင်ဝတ်ပေးတာပေါ့နော်သူတို့ကသီလရှင်ဝတ်ပေးတယ်ဘိက္ခုနီဝတ်ပေးတယ်ဘယ်လိုဝတ်ပေးတော့ဆိုရင်ခေါင်းကသပင်ကိုကတ်ကြီးနဲ့ကြိုက်တာတို့တင်တုံးနဲ့ရိတ်တာတို့ကမလုပ်ဘူးသူတို့ထုံးစံမွေးညက်နဲ့တပင်ချင်းနှုတ်တာဘယ်လောက်ခံရမလဲဆိုတော့စဉ်းစားကြည့်တော့သပင်တွေကိုတကောင်းလုံးပြောင်းအောင်မွေးညက်နဲ့အဲ့ဒါတပင်ချင်းနှုတ်တာအဲ့ဒါကျိတ်မိတ်ပြီးတော့ခံပြီးတော့တကောင်းလုံးနဲ့အဲ့ဒါပြောင်းသွားတယ်အဲ့လိုမှသူကလည်းဝုတ်ခွင့်ရမှာဝုတ်ပြီးတော့သူတို့ရဲ့တရားဓမ္မတွေဝါဒရေးရာတွေကိုသင်တယ်နော်ဘဝဆိုတာကြည့်လူကိုတယောနေတယ်လို့ပဲဟိုဗုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားလက်ထက်တုန်းကခိဗ္ဗပညာဘိက္ခုနီအရာဣတရေရဖို့ရာစုပန်ခဲ့တာဟုတ်လားကြည့်လွယ်လွယ်ချော်ချော်တွေဖြစ်တယ်လွယ်လွယ်ချော်ချော်တွေဖြစ်လာလိုက်တာသူ့ဘဝလမ်းကြောင်းမတည့်သေးဘူးပါရမီရှင်ဘဝဖြစ်ခဲ့တဲ့နဲ့ဒါမျိုးတွေခံရတယ်ဆိုတော့ဘုန်းကြီးတို့တွေစဉ်းစားကြည့်လောကမှာဆိုရင်တော့ဒီလောကရန်ဆိုတာရှိတယ်လို့မှတ်ထားနော်အဲ့ဒါလိုဘဝရောက်တော့အဲ့ဒီပြပိုက်တွေရဲ့အယူဝါဒကိုသင်ပြီးတော့သူကြာကြာနာနာ
ဒီယူဝါဒတွေကိုစဉ်းစားတွေးခေါ်နေတဲ့အချိန်လေးမှာခွေးတစ်ကောင်ကသုတ်တံမှာပစ်ထားတဲ့လူတွေကောင်အလောင်းကလက်မောင်းကြီးတစ်ဖက်ကိုကိုက်ဖြတ်ပြီးတော့ချီးလာတယ်ရှင်းကတော့မမြုပ်ဘဲနဲ့ထားတာမျိုးတွေရှိတာအဲ့တော့လူတွေလောင်းကလက်မောင်းကြီးလက်တစ်ဖက်ပြတ်နေတာကြီးကိုသူ့ရှိချီးလာတာအဲ့ဒီလက်တစ်ဖက်ကလည်းအကောင်းမဟုတ်ဘူးပိုးလောက်တွေနဲ့ပုတ်စော်တွေနမ်းပြီးတော့အဲ့ဒါလိုပုတ်နေတဲ့လက်ကြီးကိုချီးလာပြီးသူ့နားရောက်တဲ့အခါကျတော့အဲ့ဒီလက်ကြီးချပြီးတော့ပြေးရောခွေးတစ်ကောင်ကသူထိုင်ပြီးတော့သူတို့ရဲ့အယူဝါဒတွေစဉ်းစားနေတော့အဲ့ဒီပိုးလောက်တွေနဲ့လက်ကြီးကိုမြင်လိုက်တဲ့အခါမှာသူအတိတ်တုန်းကကမ္မထမ်းရှုမှတ်ခဲ့တာလေးတွေကအဲ့ဒီချိန်မှာလာပေါ်တယ်သူ့စိတ်ထဲမှာဒါသူများလက်ကြီးယွန်စရာကြီးလို့ဒီလိုမတွေးဘူးဒီလိုကြီးတွေးတာမဟုတ်ဘူးကြည်စမ်းလူလက်ကြီးပိုးလောက်ကြီးနဲ့မတင့်တယ်ဘူးအဲ့ဒီလိုပဲငါလက်ကြီးလည်းဒါမျိုးဖြစ်မှာပဲဆိုတာဒီလို compare လုပ်တာသူကစဉ်းစားကအဲ့လိုဝင်သွားတာသမ္မာပါရမီမရှိတဲ့လူဆိုလို့ချင်းခွေးချီလာတာပုပ်စောကနမ်းလိုက်တာတော်ရလွန့်ပြကြသားမှဖြစ်မှာပဲနော်ဒီလောက်ပဲနေမှာပဲလေသူကြတော့အဲ့လိုမဟုတ်ဘူးအဲ့ဒါကြီးကြည့်ပြီးတော့တန်ဝေကစိတ်တွေဖြစ်လိုက်တာငါလက်ကြီးလေဒါမျိုးပဲဒီလိုပဲဖြစ်မှာပဲခန္ဓာကိုယ်ရဲ့မတင့်တဲ့ယွန်းစပွဲတွေကိုတွေးပြီးတော့တတိတွေတန်ဝေကတွေတမာတိတွေရလာတဲ့အခါကျတော့သူ့စိတ်ကလေးတည်ငြိမ်လာတာဒါဒီအတုပခေါ်တာပေါ့မာသတိပ္ပံတုတ်ထဲမှာနဝတိဝိထိကကာယ ानु ပဒနာထဲမှာဒါပါတယ်ကာယ ानु ပဒနာထဲမှာဒီလိုအလောင်းကောင်ခန္ဓာကိုယ်တုတ်တံမှာပြစ်ထားတဲ့အလောင်းကောင်တစ်ခုရှုမှတ်ရင်းကနေပြီးတော့ဒါကာယ ानु ပဒနာဖြစ်ပြီးတော့မဲ့ဖို့နေပါရနိုင်တယ်ဆိုတာရှိတယ်ပေါ့နော်အဲ့ဒါကိုမြင်ရတဲ့အခါကျတော့သူ့စိတ်တွေကအမတန်မှတမျိုးတမီပြောင်းလဲလာတော့သူ့အဖော်ဘိက္ခုနီတွေသူ့အဖော်ပြပိုက်မတွေကိုပြောတာပေါ့ပြောတဲ့အခါကျတော့သူတို့အယူဝါဒအကျင့်ထဲမှာဒါမျိုးမပါဘူးမပါတော့ဒီလိုအတုပဘာဝနာတို့ကာယ ानु ပဒနာတို့ဆိုတာဂေါရမဘုရားဟောတဲ့တရားတွေတော့ရှိတယ်လို့ကြားဘူးတယ်ပေါ့အဲ့တော့ဒါကိုဂေါရမဘုရားသွားမေးမှဖြစ်မယ်ပေါ့ဆိုတော့လေသူ့အပေါင်းဖော်တွေကလည်းသဘောကောင်းကြတယ်သူ့ကိုလိုက်ပို့တယ်လိုက်ပို့ဘုရားစီပို့တဲ့အခါကျတော့မြတ်စွာဘုရားကရှင်းပြတယ်ခန္ဓာ၅ပါးအာယတနာ12ပါးဓာတ်18ပါးဆိုတာတွေရှင်းပြတယ်သဘာဝတရားတွေရဲ့မမြဲတဲ့အနိစ္စဆိုတာရှင်းပြတယ်ဒုက္ခဆိုတာရှင်းပြတယ်ကိုယ်စိုးပိုင်ဆိုင်မှုကိုယ်လိုတိုင်းမဖြစ်ဘူးဆိုတဲ့အနတ္တဆိုတဲ့သဘောတရားတွေကိုရှင်းပြလိုက်တာအဲ့ဒီရှင်းပြလိုက်တာနာရင်နဲ့ပဲဒီမျိုးသမီးလေးဟာအတိတ်ကလေ့ကျင့်ခဲ့တဲ့နာယူခဲ့ဘူးတဲ့တရားဓမ္မတွေပြန်ပြီးတော့တတိယလာပြီးသောတာပန်ဖြစ်သွားတယ်အဲ့ဒီသောတာပန်ဖြစ်သွားတာနဲ့တပြိုင်နက်သူကမြတ်စွာဘုရားစီခွင့်ပန်တော့တာပဲဘိက္ခုနီမဖြစ်ပြောင်းကျင်ပါတယ်ခုနပြောစရာလေးတစ်ခုကသူ့ရဲ့မူရင်းနာမည်ကဗတ္တာဆပင်ကအမွှေးလေးတွေကိုမွေးညံ့တဲ့တစ်ခုချင်းနှုတ်လိုက်တဲ့အခါနောက်ထပ်ပြန်ပေါက်လာတဲ့အမွှေးလေးတွေကဆပင်ကောက်ဆိုင်သွားပြီးကောက်เสียမလို့ပဲနဲ့ကောက်ကွေးလေးတွေထွက်လာနော်ဆပင်ကောက်ဆိုင်သွားပြီးတော့ကောက်เสียမလို့ဘူးဆပင်လေးတွေကအကွေးလေးတွေထွက်လာတယ်ဘာနဲ့တူတော့ဆိုလက်စွပ်ကွင်းလေးတွေလို့ဆပင်လေးတွေကွေးကောက်အဲ့ဒါနဲ့သူ့ကိုကုံတလကေတာလို့ခေါ်တာကုံတလဆိုတာလက်စွပ်ကေတာဆိုတာဆံပင်လက်စွပ်ကွင်းတရံဆံပင်ရှိသူဆိုတဲ့ဒီနာမည်လေးတိုးသွားတာပထမတော့ကတော့သူ့တော့မေဘတ်တာပဲပေါ့မေဘတ်တာကနေပြီးတော့အဲ့ဒီခုနကဆပင်ကိုတပင်ချင်းနှုတ်ရနောက်ထပ်ပြန်ပေါက်လာတဲ့အခါကျတော့အကောက်ကလေးတွေပေါက်လာတယ်ပေါ့အဲ့ဒါနဲ့သာသနာပေါင်းဝင်ပြီးတော့ဘိက္ခုနီဖြစ်ရင်ကနေပြီးတော့ဝိပဿနာကျင့်စဉ်တွေကိုဆက်ပြီးတော့ကျင့်လိုက်တာဒီနေ့ကျတော့ဘယ်နေရာမှာသူအသိဉာဏ်တစ်ခုသွားထူးလဲဆိုရင်ဆွမ်းကပြန်လာတဲ့အခါကျတော့အပြန်မှာခြေဆေးတယ်ပထမရေလေးတစ်ခွက်လေးခတ်ပြီးတော့ခြေထောက်ကိုလောင်းလိုက်တယ်လောင်းလိုက်တဲ့အခါရေလေးကစီးပြီးတော့ခံသွားတယ်နောက်တစ်ခါတစ်ခွက်လောင်းတယ်အဲ့ဒီတည်းပိုစီးသွားတယ်နောက်တစ်ခါတစ်ခွက်လောင်းတယ်အဲ့ဒီတည်းပိုစီးသွားပြီးရင်ရေကြီးထဲမှာစိမ့်ပြီးတော့ဝင်သွားအဲ့ဒီသဘောတရားလေးတွေကိုကြည့်တော့ရေလေးကဖြစ်လာပြီးတော့ပျောက်သွားတာပဲဖြစ်လာတာကိုရေလေးတွေဖြစ်လာတာကိုလည်းသူတတိထားမိတယ်ပျောက်သွားတာကိုလည်းတတိထားမိတယ်အဲ့လိုတတိထားမိရင်ကကိုယ်ခန္ဓာကိုယ်ကြီးမှလည်းပဲဒီတိုင်းပဲဖြစ်ပြီးတော့ပြည့်နေတာပါလားလို့ဆိုတဲ့ဝိပဿနာဉာဏ်လေးတက်လာတဲ့အခါမှာသူကသောတပန်ကနေသဂရဂံအနာဂံယဟန္တာဖြစ်အောင်ဖြစ်သွားပါတယ်ဒါပါရမီရဲ့ဘဝတွေပဲ
ပါရမီရှင်တို့ရဲ့လေ့ကျင့်ခဲ့တဲ့ဘဝဟာဒီနေရာမှာသူကအပြည့်အဝရောက်လာတဲ့သဘောပေါ့နော်အဲ့ဒါလို့အသိဉာဏ်ထက်မြက်ပြီးတော့မမြဲတဲ့သဘောတွေဆင်းရဲတဲ့သဘောတွေဒါတွေကိုဆင်ញင်ပြီးဥရိယပယဉာဏ်လို့ဆိုရယ်ဖြစ်မှုပြမှုပြတ်တဲ့သိတဲ့ဉာဏ်ကနေစပြီးတော့နောက်ဆုံးမှာဝိပဿနာဉာဏ်လမ်းဆုံးလို့မက်ဖို့ထီအောင်ရောက်သွားတယ်အထက်မဲ့အထက်ဖို့တွေကိုရောက်သွားတော့ဉာဏ်နာမကြီးဖြစ်သွားတယ်အဲ့ဒါလို့ဉာဏ်နာမကြီးဖြစ်သွားတဲ့အခါမှာမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကအတန်ကအစည်းအဝေးတစ်ခုမှာသူဟာသာသနာပေါင်းဝင်လာတာလည်းမကြဘူးကြည့်လေခွေးတကောင်မှပုတ်ပွားပြီးတော့လောက်တွေကြားနေတဲ့လူရဲ့လက်ပြတ်ကြီးကိုချီးလာတာကစပြီးတော့သူအသိဉာဏ်တွေဟာဉာဏ်လိုက်တာဖြစ်လာတာမြတ်စွာဘုရားဟောတော့လဲကြာကြာမဟောရအောင်တလုံးတစ်ပါးဟောတာနဲ့အကုန်သဘောတွေပေါက်သွားတယ်အသိဉာဏ်ဖြစ်ပုံအလွန်တရာဉာဏ်ကြီးအတွက်ကြောင့်မြတ်စွာဘုရားကသူ့ကိုခိဗ္ဗပိညအမတန်မှလင်းလင်းဉာဏ်ဉာဏ်အသိဉာဏ်သိတဲ့အသိဉာဏ်ရှိတဲ့ဘိက္ခုနီမအရာမှာတော့ထူးချွန်ထက်မြက်ပါတယ်လို့ချီးမွမ်းခံရတဲ့အမျိုးသမီးဘဝရောက်သွားတယ်အဲ့ဒါဟာသူ့ရဲ့ရည်ရွယ်ချက်ပဲသူစုပန်ခဲ့တဲ့နေရာဟာအဲ့ဒီနေရာမှာရောက်တယ်ပေါ့နော်သူလျှောက်လန်းလာခဲ့တဲ့ခရီးကြီးကကြည့်ဘဝတသိန်းတောင်မှနဲတာမှန်တော့အဲ့ဒါလောက်လျှောက်လန်းလာခဲ့ရတဲ့သူစုပန်လာခဲ့တဲ့ကုသိုလ်ကောင်းမှုကြီးရဲ့နောက်ဆုံးအကျိုးပေးဟာအဲ့ဒီမှာပဲဖြစ်ပါတယ်အဲ့ဒါအကျိုးပေးပြီးလို့ရှိရင်ဒီကုသိုလ်ဟာလုံးဝသူ့ရဲ့တာဝန်ပြီးစီးသွားတဲ့သဘောပေါ့ဒုံမြန်ကြီးပြစ်လိုက်တာ destination target ကိုထိမှန်ပြီးတော့သွားပြီဆိုတာလို့ပဲနောက်ဆုံးညှော်မှန်းတဲ့နေရာကိုရောက်သွားတယ်သူ့ရဲ့စေတနာဆွမ်းအားတွေဆန္ဒဆွမ်းအားတွေဟာလည်းပဲဒီနေရာရောက်သွားတဲ့အခါမှာလုံးဝငြိမ်းသွားပြီပေါ့ဒါကြောင့်မို့လို့ဒီကနေ့ပါရမီရှင်တို့ရဲ့ဘဝဗတ္တာကုံတလကေတာထေရီမရဲ့ဇာတ်ကြောင်းဖြင့်ပါရမီရှင်တို့ရဲ့ဘဝကိုဘုန်းကြီးတို့တွေခေါ်ပြောရခြင်းဖြစ်ပါတယ်အဲ့ဒီမှာမှတ်သားစရာကတော့ပါရမီဖြည့်တဲ့ဘဝလေးတွေဟာမိမိတို့စတင်ဖြည့်လိုက်လို့အခွင့်သာတဲ့အချိန်ကနေစပြီးတော့ဒီကုသိုလ်ကံရဲ့အစွမ်းအားတွေဟာပျောက်သွားတာမဟုတ်ဘူးနောက်ဆုံးကိုယ့်ရည်ရွယ်ချက်ထိအောင်ဒီကုသိုလ်ကံတွေကနေပြီးတော့အကျိုးပေးတယ်ဒါကြောင့်မို့လို့ကောင်းတဲ့ရည်ရွယ်ချက်တွေထားပြီးတော့ဘဝတန်တရားခရီးမှာရှောက်လန်းရအောင်တော့ဘဝတန်တရားခရီးထဲမှာရှိနေသေးတယ်ဆိုလို့ရှိရင်လောကရန်မုံတိုင်းနေနဲ့လည်းပဲကြုံရတတ်သေးတယ်ဆိုတာဒီဝိတုဇာလန်းကိုကြည်ခြင်းအားဖြင့်လူရဲ့စိတ်နေသဘောထားတွေကြောင့်ဖြစ်စေပတ်ဝန်းကျင်ကြောင့်ဖြစ်စေဘလို့လားတဲ့အဖြစ်အပျက်တွေနဲ့ကြုံကြရတာမျိုးတွေလည်းရှိတယ်ဘဝရဲ့ပြည့်ရဲ့ပြုတာကိုခံရတဲ့ခန္ဓာဒီဘဝကြီးဟာဖြင့်အလွန်တရာငြင်းဝေစရာကောင်းတယ်အဲ့ဒီအလွန်တရာငြင်းဝေစရာကောင်းတဲ့ဘဝကြီးကနေပြီးလွတ်မြောက်အောင်မှုလမ်းစဉ်ကတော့မဂ္ဂင်၈ပါးဆိုတဲ့အကျင့်စဉ်တစ်ခုတည်းသာရှိတယ်ဆိုတာမြတ်စွာဘုရားဟောထားတဲ့အတိုင်းသဘောပေါက်ပြီးတော့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဒီမဂ္ဂင်၈ပါးဖြင့်တည်ဆောက်ထားတဲ့မစ္စည်းမပฏิပဒါလို့ခေါ်တယ်မှန်ကန်တဲ့အရိယာသူတော်မြတ်တို့ရဲ့ကျင့်စဉ်အတိုင်းကျင့်ကြံကြိုးကိုအထောက်ချင်းဖြင့်မဖို့နိဗ္ဗာန်ကိုကိုယ်စီကိုယ်မှမျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်းမေတ္တာပို့အောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝါနဝိသာသဗ္ဗေတမုဟတာအာဇရာမရာတိတိဘာဝနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောက်ကင်းပြောက်ခြင်းတရားစိတ်ကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသာသဗ္ဗေပူဇာညင်နောက်ကိလေသာအစိအတောက်ဟူသည်များတို့သည်သမုဟတပိဉ္စပဲတွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရောက်အောင်ပဲပြောင်းအကုန်သည်ဟောတုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအသရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသိခြင်းလဲရှင်းတတ်သောဒီတိဝဝကိလေသာဟုပုခသိင်ကင်းကြီးရာအစစ်ဖြစ်ပေထသော
နိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြုတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအဆင့်ဆင့်မြင့်နေမြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း